US ကလက်ရှိနိုင်ငံရေးနဲ့ဆိုရင် DV ပေါက်လဲပြည်ဝင်ဖို့လွယ်ပါမလားတဲ့အဲ့ဒါကလေကျွန်တော်အရင်ကတည်းကပြောနေကြအတိုင်းပဲပေါ့နော် DV ပေါက်တိုင်းကျွန်တော်တို့ကဗီဇာရတာမဟုတ်ဘူးနော် DV ပေါက်ပြီးသွားလို့ရှိရင် case number ဆိုတဲ့ဟာကြီးလာအောင်မှာ case number တွေပြီးသွားလို့ရှိရင် interview ဝင်ရင်လဲကျွန်တော်တို့က10ရန်အောင်မအောင်နေဆေးအောင်မအောင်နေဒါမျိုးတွေကရှိသေးတဲ့ခါကျတော့အရင်ကတည်းကကျွန်တော်တို့က USD Donald Trump မတက်လာခင်ကတည်းက DV ပေါက်တိုင်း US ကိုရောက်တာမဟုတ်ဘူးเนาะအဲ့တော့ပြောချင်တဲ့တဘောကလက်ရှိအချိန်ထိကျွန်တော်တို့ DV 2025ဝင်တာတွေဗီဇာရပြီးတော့မှ US ကိုရောက်လာကြတယ်ပေါ့เนาะပြောချင်တဲ့တဘောကအဲ့တော့အဲ့အတွက်ကိုတိတ်ပြီးတော့စိုးရင်စရာမရှိပါဘူးเนาะအဆင်ပြေပါတယ်အဓိကကျွန်တော်တို့က DV ပေါက်ပြီးသွားလို့ရှိရင် case number ကောင်းကောင်းနဲ့ကျွန်တော်တို့ဒီinterview မှာဗီဇာရဖို့အတွက်ကိုပဲအဓိကစိတ်ပူရမှာပေါ့เนาะအဓိကအချက်ကအဲ့ဒါပဲကျန်တဲ့ဟာတွေကတော့တိတ်စိတ်မပူနဲ့ပေါ့เนาะဘာလို့ဆိုတော့ဖြစ်ရင်လည်းကိုကအများနဲ့ပဲဖြစ်မှာလေဟုတ်တယ်မလားကျွန်တော်တို့ကDV ကိုပိတ်တယ်ဆိုလဲအများကိုပိတ်မှာလေကိုတယောက်တည်းကိုပိတ်မှာမဟုတ်ဘူးအဲ့တော့အဲ့ဒါတွေကိုလက်ရှိမသေးချာမရေရာသေးတဲ့သတင်းတွေကိုတိတ်ပြီးတော့မစိုးရိမ်ပါနဲ့လက်ရှိကျွန်တော်တို့လုပ်လို့ရတာအကောင်းဆုံးအောင်ပါလဲ DV ပေါက်လာမယ်ပေါက်ပြီးလို့ရှိရင်ကျွန်တော်တို့ case number ကောင်းမကောင်းကြည့်မယ် case number ကောင်းလို့ဆို interview ဝင်မယ်အကောင်းဆုံးစူးစမ်းမယ်ဒါကိုပဲကျွန်တော်လုပ်လို့ရမှာပေါ့နော်ဟိုပိတ်တာတွေမပိတ်တာတွေကဒါ Donald Trump ရဲ့အလုပ်ဗျာဒါ US က immigration ရဲ့အလုပ်အဲ့ဒါတွေကိုကျွန်တော်တို့ဘာမှပြောလို့မရအောင်အဲ့တော့ဖြစ်လာတဲ့အပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်စောင့်ဆိုင်ပြီးတော့မှမီးစင်ကြီးကရမှာပဲဗောနော်ကဘာကြီးမှာဘယ်လောကကြီးမှာဘယ်အရာမှမသေးကြဘူးပြောချင်တဲ့တဘောကဒီနေ့ဖြစ်ချင်ဖြတ်မယ်ဒီမနေ့ဖြတ်ပြတ်ရင်ပြတ်မယ်အဲ့တော့အဲ့ဒါတွေကိုခေါင်းထဲမှာထည့်နေလို့မရအောင်ကိုကဖြစ်လာတဲ့အပေါ်မှာမူတည်ပြီးတော့ကိုအကောင်းဆုံးစူးစမ်းဖို့အတွက်ကိုပဲလုပ်ဖို့ပဲလိုတယ်ပေါ့နော်အဲ့ဒါတွေကိုစိတ်ပူပြီးတော့မှနေလို့လည်းမရဘူးလေအခုကျွန်တော်တို့တဘာဝဘေးအနေရဖြစ်တယ်ဗျာဘယ်သူမှဒီလိုဖြစ်လာမယ်ဆိုတာလည်းမသိဘူးဟုတ်တယ်မလားပြောချင်တဲ့တဘောကလောကကြီးကသူ့တို့လဲပတ်နေမှာပဲအဲ့တော့ဖြစ်နေတဲ့ဟာတွေပေါ်မှာကျွန်တော်ကလက်ခံနိုင်တဲ့စွမ်းရည်ရှိဖို့ပဲလိုတာအဲ့တော့ကိုယ့်ဘက်ကဘာပြင်ဆင်မလဲပြင်ဆင်လို့ရတာအကောင်းဆုံးပြင်ဆင်မယ်အကောင်းဆုံးစူးစမ်းမယ်ဒါကိုလုပ်လို့ရတဲ့အပိုင်းကကိုလုပ်တာပဲပေါ့နော်အဲ့တော့အဲ့ဒါတွေကိုဟိုပိတ်တာတွေမပိတ်တာတွေမစင်စားနဲ့လှုပ်ရှားရှိအောင်လှုပ်ဖြစ်လာတဲ့အခါကိုပဲကျွန်တော်တို့ကကြည့်ပြီးတော့လောက်ရမှာပဲပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်အကြံပေးခြင်းပါတယ်နော်လက်ရှိအချိန်မှာမပိတ်ထားပါဘူးအကုန်လုံးလဲပတ်နေပါတယ်ဒါဒီ2025 Renner တွေလည်း US ကိုထွက်နေကြတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုခေါင်းနဲ့ထည့်စရာမလိုဘူးအဓိကဒီပေါက်လာပြီးွားရင်ဆက်လုပ်ရမယ့်အပိုင်းတွေကိုကိုအကောင်းဆုံးစူးစမ်းဖို့အတွက်ကိုပဲကျွန်တော်ပြောချင်ပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ